မစ္စတာဘီဟာဒီမျိုးသားကိုစိန်ခေါ်မှုတစ်ခုပေးခဲ့ပါတယ်အကယ်၍သူဟာတစ်နှစ်အတွင်းမှာပေါင်100ရှော့ချနိုင်ခဲ့ရင်ဒေါ်လာနဲ့3,500အနိုင်ရရှိမှာဖြစ်ပါတယ်ဒါပေမဲ့စီကံတစ်ချက်ရှိခဲ့တာပါအကယ်၍သူဟာသူ့ရဲ့ဆက်ဝိုင်းပြင်မစီခြေလန်းလန်းလိုက်ရင်စိန်ခေါ်မှုကိုရှုံးနိမ့်သွားမှာဖြစ်ပါတယ်ပထမဆုံးနေ့မှာမတ်ဟာစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်ဆက်ဝိုင်းထဲမှာတော့သူ့မှာအားကစားရုံတစ်ခုနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေရှိနေခဲ့တာပါသူဟာအစားအစာအများပြားကိုစားတောက်ခဲ့ပြီးလေ့ကျင့်ခန်းပြုလုပ်တာကိုစတင်ခဲ့ကအလွယ်တကူပင်ပန်းသွားခဲ့ပြီးအိမ်မောကျသွားခဲ့ပါတယ်အဲ့ဒီနောက်မစ္စတာဘီဟာဘိုဒုံဆိုတဲ့နီးပြတယောက်ကိုငှားရမ်းပေးခဲ့ပါတယ်ဘိုဒုံကသူ့ကိုမှန်ကန်တဲ့လေ့ကျင့်ခန်းတွေနဲ့မျှတတဲ့အာဟာရနဲ့ပြည်စုံတဲ့ကိုလေးချိန်ရှော့ချရေးအစီအစဉ်တွေကိုတင် जा ပြသပေးခဲ့တာပါရက်ပေါင်း30ကြာမှာတော့မတ်ဟာသူ့ရဲ့ကိုလေးချိန်ကိုစစ်ဆေးခဲ့ပါတယ်သူဟာသူ့ရဲ့ပန်းတိုင်ရဲ့19%ခိုင်နှုန်းကိုပြီးမြောက်သွားခဲ့ပြီဖြစ်ပါတယ်မတ်နဲ့ဘိုဒုံတို့ဟာတငယ်ချင်းကောင်းတွေဖြစ်လာခဲ့ကြတာပါဒါပေမဲ့ရက်တွေကုန်လွန်သွားတာနဲ့အမျှသူ့ရဲ့ခန္ဓာကိုယ်ဟာပုံမပင်ပန်းလွန်းနေလို့လာခဲ့ပါတယ်ဒါကြောင့်မစ္စတာဘီကသူ့ရဲ့ကျန်းမာရေးကိုစောင့်ကြည့်ဖို့အတွက်ဆရာဝန်တယောက်ကိုပါခေါ်ယူပေးခဲ့တာပါရက်ပေါင်း90မြောက်မှာတော့မစ္စတာဘီကသူ့ကိုတီရှပ်တစ်ထည်ပေးအပ်ခဲ့ပါတယ်ရက်ပေါင်း60မြောက်မှာတော့သူဟာသူ့ကိုယ်သူပြန်လဲချိန်ရွယ်ခဲ့တာပါခုချိန်မှာတော့သူဟာ186ပေါင်ထိရှော့ချသွားခဲ့ပြီဖြစ်ပါတယ်အဲ့ဒီနောက်စိန်ခေါ်မှုအသစ်တစ်ခုထွက်ပေါ်လို့လာခဲ့ပါတယ်ရက်ပေါင်း30ကြာမှာမတ်ဟာငွေသားတွေပြည့်ပါတယ်လေးလံနဲ့ကြောပိုးအိတ်ကိုအိမ်တဝိုက်မှာတည်ဆောင်သွားခဲ့ရတာပါအကယ်၍သူကအိတ်ကိုတစ်ချိန်မြပစ်ချလိုက်ရင်ဘာမှအနိုင်ရရှိမှာမဟုတ်ပါဘူးဒါပေမဲ့ဒီချိန်တော်အတွင်းမှာပဲဝမ်းနည်းစရာကောင်းတဲ့ဖြစ်ဆိုကြီးကြားရောက်လာခဲ့ပါတယ်သူ့ရဲ့နီးပြဘိုးတော်ဟာရုတ်တရက်ကွယ်လွန်သွားခဲ့တာပါမတ်ဟာအလွန်အမင်းဝမ်းနည်းကြေကွဲခဲ့ရပါတယ်လူများပြားကသူ့ကိုအားပေးဖို့ရောက်ရှိလာခဲ့ကြတာပါသူဟာစိန်ခေါ်မှုကိုဆွတ်လွတ်တင်တလားလို့တွေးတော်မိခဲ့ပါတယ်ဒါပေမဲ့တေချာတွေးတော်ပြီးတဲ့နောက်မှာတော့စိန်ခေါ်မှုကိုသူ့ဘာသာသူအပြီးတက်ဖို့ဆုံးဖြတ်လိုက်တာပါသူဟာနေ့တိုင်းဆက်လက်လေ့ကျင့်ရေးပြုလုပ်ခဲ့ပါတယ်ရက်ပေါင်း100မြောက်မှာတော့နောက်ဆုံးမှာကြောပိုးအိတ်စိန်ခေါ်မှုအတွက်အချိန်ရောက်ရှိလို့လာခဲ့ပါတယ်သူဟာငွေသားတွေပြည့်ပါတယ်အိတ်ကိုတစ်ချိန်ညပြည့်မချပဲအိမ်တဝိုက်မှာတည်ဆောင်နိုင်ခဲ့တာပါဒါကြောင့်သူဟာအထဲမှာပါတဲ့ဒေါ်လာတိုင်းကိုသိမ်းဆည်းခွင့်ရရှိသွားခဲ့ပါတယ်3လကြာမှာတော့သူဟာအရန်ကြီးမားတဲ့အဝတ်စားတွေကိုဝတ်ဆင်နေရကနေတီရှပ်အသေးကိုဝတ်ဆင်နိုင်တဲ့အထိဖြစ်လာခဲ့တာပါရက်ပေါင်း130မြောက်မှာတော့ကြီးမားတဲ့ပြိုင်ပွဲအတွက်အချိန်ရောက်ရှိလို့လာခဲ့ပါတယ်သူဟာတန်တမာမှာစတင်ခဲ့ရင်မဲ့နောက်ဆုံးနှစ်ပတ်ရောက်တဲ့အခါပင်ပန်းနွမ်းနယ်သွားခဲ့တာပါအဲ့ဒါဆိုရင်တောင်မှသူဟာ10မိနစ်နဲ့16စက္ကန့်တွင်းမှာအဆုံးသတ်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတင်သူဟာပေါင်80အထိရှော့ချပြီးသွားခဲ့ပြီဖြစ်ပါတယ်ရက်နှဲငယ်အကြာမှာတော့သူဟာသူ့ရဲ့ကိုလေးချိန်ကိုနောက်တစ်ချိန်စစ်ဆေးခဲ့တာပါခုချိန်မှာတော့သူ့မှာရှော့ချဖို့10ပေါင်ပဲကျန်ပါတော့တယ်ရက်ပေါင်း198ရက်မြောက်မှာတော့မတ်ကဒီနေ့ကတော့ကြီးမားတဲ့နေ့တစ်နေ့ပါပဲလို့ပြောခဲ့ပါတယ်သူပေါင်ချိန်ဆက်ပေါ်စီတက်လိုက်တဲ့အခါနောက်ဆုံးမှာသူ့ရဲ့ပန်းတိုင်ကိုလေးချိန်စီရောက်ရှိသွားခဲ့ပါတော့တယ်